ဟောင်ကောင်ရဲ့ချမ်းသာဆုံးဖြစ်လာမဲ့သူဟာသူ့အသက်15နှစ်မှာဆင်းရဲလို့ကြောက်နေတော့ထွက်ခဲ့ရတယ်လို့ပြောရင်ယုံပါလားဟုတ်ပါတယ်သူကတော့စူပါမင်းလို့လူသိများတဲ့လီဂါဆင်းပဲဖြစ်ပါတယ်လီဂါဆင်းရဲ့ကလေးဘွားကတော့တော်တော်လေးကိုတရားကျစရာကောင်းပါတယ်သူကတရုတ်နိုင်ငံချောင်ဂျူမြို့မှာမွေးဖွားခဲ့တယ်ဆိုပေမဲ့လည်းဒီဂျပန်တွေကတရုတ်ဝင်တဲ့အချိန်မှာသူတို့ကရွက်လီလေးနဲ့ဒီဟောင်ကောင်ကျွန်းကိုထွက်ပြေးလာခဲ့ရပါတယ်ဒီချိန်တွေတော့ဟောင်ကောင်ဆိုတာလည်းဒီတရုတ်နဲ့မိုးနဲ့မြေလိုကွာခြားပါတယ်ဗြိတိရှလူမျိုးတွေအုပ်ချုပ်နေတဲ့ဟောင်ကောင်မှာဒီတရုတ်နိုင်ငံထဲစီးပွားရေးလူမှုရေးအဘက်ဘက်ကနေပြီးတော့အစာပေါင်းများစွာကိုတာပါတယ်ဒါပေမဲ့တိတ်မကြလိုက်ပါဘူးဒီအာရှနိုင်ငံတွေမှာဖြစ်နေတဲ့ဂျပန်ရဲ့စစ်မီးဟာဟောင်ကောင်ကျွန်းကိုကူးစစ်လာခဲ့ပါတယ်ဒီလိုနဲ့ပဲဟောင်ကောင်ကစစ်မြေပြင်ဖြစ်ခဲ့ပြီးတော့စီးပွားပြစ်ကက်နဲ့မှကြုံခဲ့ရပါတယ်ဒီလိုမျိုးခက်ခဲတွေကြုံနေရတဲ့အချိန်မှာပဲဒါလီဂါဆင်းရဲ့အဖေက TB ရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်တကယ်တော့ TB ရောဂါဆိုတာတေချာကုသရေးပျောက်ပါတယ်ဒါပေမဲ့သူတို့မှာဆေးကုသဖို့ဈေးမရှိခဲ့ပါဘူးဒါကြောင့်မလို့သူ့အဖေရဲ့လောင်းဝတော်မှာစစ်စစ်ရဲရဲနဲ့တကြိုခဲ့ရပါတယ်ဒီချိန်တွေတော့လီဂါဆင်းရဲ့အသက်က15နှစ်ပဲရှိပါသေးတယ်ဒါပေမဲ့သူ့အဖေဆုံးမခဲ့တာတခုတော့ရှိပါတယ်ဒါကတော့စာများများဖတ်ပြီးတော့အသိပညာဘုသူသားတွေကိုစာမိဖို့ပဲဖြစ်ပါတယ်ဒီတော့လီဂါဆင်းကအားလက်တဲ့အချိန်တွေမှာစာတွေဖတ်ခဲ့ပါတယ်သူပြောနေကြစကားလေးတစ်ခုတော့ရှိပါသေးတယ်ဆေးရဲနေလို့စိတ်ဓာတ်မချပါနဲ့တဲ့ကိုအသိပညာဘုသူသားတွေမှာရင်းနှီးမြုပ်နှံပါတဲ့စာဖတ်လို့စီးပွားရေးမှာအောင်မြင်တယ်ဆိုတာဒီနေ့ခေတ်မှာပိုပြီးတော့အောင်ထင်ရှားလာပါပြီတဲ့အဲ့တော့မိတ်ဆွေတို့စာများများဖတ်ကြပါလီဂါဆင်းကအရွယ်မြောက်ခင်မှာကတည်းကတနေ့ကို16နာရီလောက်အလုပ်လုပ်ခဲ့ရပါတယ်။တနေ့လုံးမှာလည်းသူကအလုပ်ကို2ရက်လောက်ပဲနားပါတယ်။ဒါကအလုပ်လို့ပတ်ဆက်ရနေတယ်ဆိုတာထက်သူကအလုပ်ကရတဲ့အတွေ့အကြုံတွေပညာရပ်တွေကိုပို့ပြီးတော့လေ့လာသင်ယူချင်လို့ပါ။ဒီလိုနဲ့ပဲသူ့ဘောကိုအပြောင်းလဲဖြစ်စေမယ် turning point တစ်ခုကိုစတွေ့သွားခဲ့ပါတယ်။မဂ္ဂဇင်းတစ်ခုမှာပဲဒါအီတလီနိုင်ငံကနေပြီးတော့ထုတ်လုပ်ရောင်းချနေတဲ့ plastic ပန်းတွေဟာဥရောပမှာအကြီးကျယ်အရောင်းဝယ်ဖြစ်နေတယ်ဆိုတာကိုသူကဖတ်ခဲ့ရပါတယ်။ဒါကတာမန်ဆောင်းပါးလေးတစ်ခုဆိုပေမဲ့လည်းလီဂါဆင်းအတွက်တော့တကယ်ကိုအခွင့်အလမ်းတစ်ခုဖြစ်နေခဲ့ပါတယ်။ဒီချိန်တွေတော့အာရှတိုက်မှာ plastic ပန်းလုပ်ငန်းဆိုတာမရှိသေးပါဘူး။ plastic ပန်းဆိုတာလည်းကြာစီခံတယ်ပြီးတော့နေရာတိုင်းမှာသုံးဝင်တယ်။သူ့ရဲ့အဓိကအကျဆုံးအားသာချက်ကတော့ plastic တွေနဲ့ခွဲခြားလို့မရအောင်တူတာပါ။ဒါကြောင့်မလို့လီဂါဆင်းကအီတလီနိုင်ငံကိုသွားပြီးတော့ plastic ပန်းလုပ်ငန်းကိုလေ့လာသင်ယူခဲ့ပါတယ်။ပြီးတော့စက်ရုံတစ်ခုကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာမျိုးတွေကိုပါသူကလေ့လာခဲ့ပါသေးတယ်။ဒီလိုနဲ့ပဲဟောင်ကောင်ပြန်လာခဲ့ပြီးတော့ plastic ပန်းတွေကိုစပြီးတော့ထုတ်လုပ်ပါတော့ဟောင်ကောင်မှာထုတ်တဲ့ပန်းတွေကအရည်သွေးပြည့်မီတဲ့ပြင်ထုတ်လုပ်မှုကုန်ကျစရိတ်ကလည်းအရန်အောင်နည်းလွန်းပါတယ်ဒါကြောင့်မို့လို့လီဂါဆင်းရဲ့ plastic ပန်းတွေကဥရောပမှာရောက်တက်လာပြီးတော့ American နိုင်ငံက company တစ်ခုနဲ့တောင်မှဒေါ်လာ1 million တန်တဲ့စာချုပ်တစ်ခုကိုချုပ်နိုင်ခဲ့ပါတယ်ဒါကြောင့်မို့လို့လီဂါဆင်းကဟောင်ကောင်မှာ plastic ပန်းပရိကြီးဖြစ်ကိုထင်ရှားလာခဲ့ပါတယ်ဒီလိုမျိုးအောင်မြင်မှုတွေရနေပေမဲ့လည်းဒါစီးပွားရေးမှာအကွက်မြင်လောလာတဲ့လီဂါဆင်းကတော့မြတ်တက်ခဲ့ပါဘူးသူကစေရုံတွေတိုးချက်ဆောက်လုပ်ဖို့ဆိုပြီးတော့မြေနေရာတစ်ခုဝယ်နေတော့မှပဲသူစဉ်းစားမိခဲ့တာတစ်ခုရှိပါတယ်တကယ်လို့သာသူကဒီမြေတွေကိုဝယ်ပြီးတော့အထက်မြင့်ဆောက်တွေကိုဆောက်ပြီးတော့ပြန်ရောက်မယ်ဆိုရင်အမြတ်ငွေတွေအများကြီးရမယ်ဆိုတော့ပါဒီချိန်မှာဟောင်ကောင်ရွှေ့ပြောင်းလာတဲ့ဒီတရုတ်လူမျိုးတွေဆိုတာလည်းဒုနဲ့ဒီပါပဲဒါကြောင့်မလို့သူကဒီဟောင်ကောင်ပတ်ဝန်းကျင်မှာရှိတဲ့မြေနေရာတွေကိုဝယ်ပြီးတော့အထက်မြင့်ဆောက်တွေကိုတိစောက်ခဲ့ပါတယ်သူကမြေနေရာတစ်ခုဝယ်တော့မယ်ဆိုရင်ကုန်ကျစရိတ်နဲ့အမြတ်ကိုတေချာလေးတွက်ချပြီးမှဝယ်တာပါပြီးတော့ plastic ပန်းလုပ်ငန်းကလည်းအောင်မြင်ထားတော့သူ့မှာအရင်းနှီးကလည်းလိုလောက်ကိုရှိပါသေးတယ်။နောက်ပိုင်းကျတော့လည်းဒီကနေဒါစီးပွားရေးဘဏ်နဲ့ချိတ်ဆက်ပြီးတော့အရှိမြင့်ကော်တော်တွေကိုပါတိဆောက်ခဲ့ပါသေးတယ်။ဒါကလည်းလူတွေရဲ့ပြဿနာကိုဖြေရှင်းပေးပြီးတော့ဒီဈေးကွက်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးရရောက်ပါတယ်။ဒါကြောင့်မို့လို့လေလီဂါဆင်းကကြီးပွားလာခဲ့တာပါ။1989လောက်ကိုရောက်တဲ့ခါကျတော့ဒီဟောင်ကောင်မှာဈေးကြီးပြီးတော့ထေရှားတဲ့မြေနေရာတော်တော်များများလီဂါဆင်းရဲ့လက်ထဲကိုရောက်နေခဲ့ပါပြီ။ဟောင်ကောင်မှာသူ့ထိမြေနေရာပိုပိုင်တဲ့သူဆိုလို့ဗြိတိရှအစိုးရပဲကြံမာတော့တယ်။ဒါကြောင့်မလို့ plastic ပန်းပြည်ဖြစ်ကနေ HMA ပြည်ကြီးဖြစ်ကိုပါကူးပြောင်းသွားခဲ့ပါတယ်။ဒီချယ်ရီတော့ဟောင်ကောင်ဗြိတိရှလူမျိုးတွေကအုပ်ချုပ်နေခဲ့တာပါ။ဒါကြောင့်မလို့ဟောင်ကောင်မှာကျွဲဝချမ်းသာလာတဲ့တရုတ်တထေးတွေအနေနဲ့နိုင်ငံခြားသားတွေပိုင်တဲ့စီးပွားရေးလုပ်ငန်းတွေထဲကိုဝင်ရောက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။အစိုးရကိုယ်တိုင်ကလည်းဒီတရုတ်လူမျိုးတွေနဲ့ဒါသူတို့လူမျိုးတွေကြားထဲမှာစီးလေးတစ်ခုချထားခဲ့ပါတယ်။ဒါပေမဲ့လီဂါဆင်းကတော့နိုင်ငံခြားစီးပွားရေးလုပ်ငန်းစုတွေထဲကိုဝင်ရောက်နိုင်ခဲ့တယ်လို့နောက်ပိုင်းကျရင်သူကဒီစီးပွားရေးလုပ်ငန်းစုတစ်ခုရဲ့ဥက္ကဋ္ဌအထိတောင်ဖြစ်လာခဲ့ပါသေးတယ်။ဒါကလည်းအကြောင်းရှိပါတယ်။တရုတ်နိုင်ငံမှာခေါင်းဆောင်ပြောင်းလဲဖြစ်ပြီးတော့တိတ်ဆောက်ပိတ်တက်လာတဲ့ခါကျတော့သူကတရုတ်နိုင်ငံမှာဒါနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုပြန်ဖွင့်ပေးခဲ့ပါတယ်။ဒါကြောင့်မို့လို့တရုတ်ဈေးကွက်ထဲဝယ်ရောက်ချင်နေတဲ့နိုင်ငံခြားသားတွေအတွက်လီဂါဆင်းကအဓိကဖြစ်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့တရုတ်ထိပ်သီးခေါင်းဆောင်တွေနဲ့ရင်းနှီးတဲ့ဟောင်ကောင်တထေးဆိုလို့လီဂါဆင်းတယောက်ပဲရှိလို့ပါ။ဒီနိုင်ငံခြားစီးပွားရေးလုပ်ငန်းတစ်ခုမှာဒါလီဂါဆင်းဥက္ကဋ္ဌဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတော့သူက HMA လုပ်ငန်းတွေပြေတာတက်တူတူဖော်ရေးတွေကုန်သွယ်ရေးတွေဒါအရောက်ဝယ်လုပ်ငန်းတွေကိုပါတိုးချဲ့လုပ်ခဲ့ပါတယ်ဒီတဲ့ပိုတဲ့လုပ်ငန်းတွေကလည်းအများကြီးရှိပါသေးတယ်
ဒါကြောင့်မို့လို့ပဲလီဂါဆီယာဒီနိုင်ငံခြားစီးပွားရေးလုပ်ငန်းတစ်ခုဦးဆောင်နေတဲ့တရုတ်နိုင်ငံသားဖြစ်ပို့ပြီးတော့ထည့်ရှားလာခဲ့ပါတယ်ဟောက်ကောင်အောင်မြင်ပြီးတဲ့နောက်ပိုင်းမှာတော့ဒီကနေဒါနဲ့အမေရိကန်နိုင်ငံတို့မှာပါရင်းနှီးမြှုပ်နှံမှုတွေကိုလှုပ်ဆောင်ခဲ့ပါသေးတယ်ဒီတွေလည်းသူ့ရဲ့သားဖြစ်သူနှစ်ယောက်ကအဝေကူပေးပါတယ်တကယ်တော့လီဂါဆီယာသားတွေဆိုတာရွှေစောကြိုက်ပြီးတော့မွေးဖွားလာခဲ့တဲ့သူတွေပါဒါမဲ့သူကတော့သူသားနှစ်ယောက်ကိုတေချာလေးပြုစုပြောထောက်ပေးပါတယ်နိုင်ငံခြားတက္ကသိုလ်တွေမှာကျောင်းထားပြီးတော့ဒီကိုယ့်ဘဝကိုတာဝန်ယူတတ်အောင်လေ့ကျင့်ပေးခဲ့ပါတယ်ပြီးတော့အိမ်ကူတွေနဲ့ထားမဲ့စားရရဖြည့်စစ်တတ်အောင်တယောက်တည်းနေခိုင်းခဲ့ပါတယ်ဒါကြောင့်မို့လို့ပဲသူသားတွေကငယ်ငယ်ရဲနဲ့သူ့စီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်နေခဲ့ပါတယ်နောက်ပိုင်းကျတော့လီဂါဆီယာဟောက်ကောင်မှာရုပ်မြင်သံကြားလုပ်ငန်းတွေကိုပါလုပ်ခဲ့ပါတယ်ကျွန်တော်တို့အခုကြည့်နေတဲ့ Skynet တို့ Canal Plus တို့လိုမျိုးဂျူတို့ကနေပြီးတော့ဖမ်းယူပြီးကြည့်လို့ရတဲ့ရုပ်မြင်သံကြားတွေကိုဒါလီဂါဆင်ကဟောက်ကောင်မှာပထမဆုံးမိတ်ဆက်ပေးခဲ့တာပါဒါတွေ့လေသူကဂျူတို့တခုကိုအမေရိကန်နိုင်ငံကနေတွားဝယ်ပြီးတော့ဒီတရုတ်နိုင်ငံကနေတစ်ဆက်လွတ်တက်ခဲ့ပါတယ်ဒါပေမဲ့တိတ်မကြလိုက်ပါဘူးဒါအစိုးရရဲ့ကတ်သက်ချစ်တွေကြောင့်ရယ်ပြီးတော့ဝယ်ဖို့ကန့်လန့်လာတဲ့သူစီကနေပြီးတော့အမျက်တွေအများကြီးရမှာကြောက်ပဲသူကဒီလုပ်ငန်းကြီးကိုပြန်ရောင်းထုတ်ခဲ့ပါတယ်ဒီလိုလုပ်တတ်တာလည်းဒါလီဂါဆီရဲ့ရည်ရှိတစ်ခုပါပဲဒီလိုမျိုးဟောက်ကောင်နဲ့ဥရောပမှာစီးပွားရေးအပါယာကြီးကိုတိစောက်ထားနိုင်ခဲ့တဲ့လီဂါဆီကတော့2018ခုနှစ်မှာသူ့စီးပွားရေးလုပ်ငန်းတွေကနေပြီးတော့အနားယူခဲ့ပါတယ်အခုဒီလည်းဟောက်ကောင်ရဲ့ချမ်းသာဆုံးစီးပွားရေးလုပ်ငန်းစီကြီးအဖြစ်ရပ်တည်နေပြီးတော့သူ့ရဲ့ပတ်သက်မှုတွေကဒေါ်လာ45နဲ့48ဘီလီယံကြားလောက်ရှိပါတယ်အခုဆိုရင်သူ့ရဲ့အသက်ကဒါ68နှစ်လောက်ရှိပါပြီဒါသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်းဒါသူ့ရဲ့သားဖြစ်သူတွေကဆက်လက်ဦးဆောင်နေပါတယ်ဟုတ်ပါတယ်ကျွန်တော်အခုပြောပြခဲ့တာတွေကတော့ဒါစူပါမဲလို့လူသိများတဲ့လီဂါဆီရဲ့ဘောအကြောင်းအရာတွေပဲဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုသူ့ရဲ့စကားလေးတစ်ခွန်းနဲ့ဆုံးသက်ချင်ပါတယ်ဒါကတော့ကိုတိုးတက်နေအောင်အမြဲကြိုးစားပါအမြဲအကောင်းဆုံးဖြစ်အောင်လုပ်ပါတဲ့ဒါမှလည်းကိုမဖြစ်နိုင်ဘူးလို့ထင်နေတဲ့အရာတွေကတကယ်ဖြစ်လာမှာပါတဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါစုပ်တိကြည့်ရှုပေးတဲ့တွေ့ကြမို့လို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ထုံးစံတိုင်းပဲစာအုပ်ဖတ်ပါလက်တွေပေါ်မှာတွေ့ကြပါဒါတွေကကြိုးရှိပါတယ်ကျေးဇူးတင်ပါတယ်